ခမည်းမှာပတ်စံမရှိတဲ့အခါလောကကြီးကခမည်းကိုဘယ်လိုဆက်ဆံတယ်လဲခမည်းရဲ့မိသားစုကတော့ခမည်းကိုအားမကိုးတော့ဘူးခမည်းရဲ့စကားတွေကလေထဲမှာပျောက်သွားတယ်ပတ်စံကအရာရာမဟုတ်ဘူးလို့ပြောနေတဲ့သူတွေဟာပတ်စံရှိတဲ့သူတွေဒါမှမဟုတ်ပတ်စံမရှိလို့စိတ်တက်ကြနေတဲ့သူတွေပါပဲတကယ်တော့ပတ်စံကခမည်းရဲ့ဂုဏ်သိက္ခာကိုဝယ်ပေးနိုင်တယ်ဒါဟာအမှန်တရားပဲချစ်သူနှစ်ဦးကြားမှာအချစ်ကအဓိကလားမဟုတ်ပါဘူးခမည်းရဲ့အိတ်ကက်ထဲကပမာဏကအချစ်ကိုရေရှည်တည်တင့်စေတာပါခမည်းအောင်မြင်နေတော့မှခမည်းဘေးမှာရှိနေတဲ့လူတွေဟာခမည်းကိုချစ်တာလားခမည်းရဲ့အောင်မြင်မှုကိုချစ်တာလားခမည်းစင်းရဲကြည့်လိုက်ပါအဲ့ဒီအချိန်ကြာမှဘသူကလူသားစစ်စစ်လဲဆိုတာခွဲခြားနိုင်ပါလိမ့်မယ်ကျွန်တော်တို့တွေ၈နာရီအလုပ်လုပ်တယ်အချိန်ပိုတွေစင်းတယ်ဘာအတွက်လဲပတ်စံအတွက်ပေါ့အဲ့ဒီအချိန်မှာခမည်းရဲ့ကလေးတွေကအရွယ်ရောက်ကုန်ပြီခမည်းရဲ့မိဘတွေကအုံမင်းကုန်ပြီခမည်းဟာကုမ္ပဏီတစ်ခုရဲ့အပိုပစ္စည်းတစ်ခုတာပါပဲခမည်းပြတ်သွားရင်သူတို့အစ်စ်လဲလိမ့်မယ်ဒါပေမဲ့ခမည်းရဲ့ဘဝကတော့ပြန်မရတော့ဘူးဝေရှာရင်းနဲ့ဘဝကိုပျောက်ဆုံးသွားခဲ့တာခမည်းတယောက်တည်းမဟုတ်ပါဘူးလူတွေကပထမအသက်40မှာပတ်စံရဖို့ကျန်းမာရေးကိုရင်းတယ်ဒုတိယအသက်40မှာတော့ကျန်းမာရေးပြန်ရဖို့ပတ်စံတွေကိုရင်းကြပြန်ပါတယ်ဆေးရုံကတင်ပေါ်မှာလဲနေတဲ့အခါခမည်းရဲ့ဘဏ်အကောင့်ထဲကခဏန်းတွေကခမည်းကိုဖြောဖြေမှုပေးနိုင်မှာမဟုတ်ပါဘူးခမည်းရဲ့အသက်ရှူတန်းတစ်ချက်ချင်းစီကပတ်စံထက်ပိုတန်ဖိုးရှိမှန်းအဲ့ဒီအချိန်ကြာမှသိမှာလားဒါဆိုရင်ကျွန်တော်တို့ဘာလုပ်ကြမလဲပတ်စံနောက်ကိုမလိုက်ရတော့ဘူးလားမဟုတ်ပါဘူးပတ်စံရှာပါအများကြီးရှာပါဒါပေမဲ့အဲ့ဒီပတ်စံရဲ့ကြေးကြွမဖြစ်ပါစေနဲ့ပတ်စံကိုတုံးပြီးခမည်းချစ်တဲ့သူတွေကိုကာကွယ်ပါပတ်စံကိုတုံးပြီးလောကကြီးကိုအကျိုးပြုပါပတ်စံကခမည်းရဲ့စေခိုင်းရလုံးမဲ့ကြုံမဲဖြစ်ပါစေဒီဗီဒီယိုပြီးသွားရင်ခမည်းဘာလုပ်မလဲဖုန်းကိုချလိုက်ပါခမည်းရဲ့မိဘတွေကိုဖုန်းဆက်ပါခမည်းရဲ့ဇနီးခင်ပွန်းကိုဖတ်ထားလိုက်ပါသူတို့ဟာခမည်းရဲ့တကယ့်ယတနာတွေပါပဲနောက်ဆုံးထွက်သက်မှာခမည်းမှာပတ်စံဘလောက်ကြံခဲ့လဲဆိုတာကအရေးမကြီးပါဘူးခမည်းကိုလွမ်းနေမဲ့သူဘယ်နှယောက်ကြံခဲ့လဲဆိုတာပဲအရေးကြီးပါတယ်